ပြောသားမယ်မိတ်ဆွေတို့ဒီညနေ live ကြလို့ကျွန်တော်တို့ share အောင်ပါလို့ကျွန်တော်ပြောတယ်မိတ်ဆွေတို့သဘောတရားတစ်ခုပြပြမယ်ကလင်နာဆိုတာလေကြည်တက်ရင်လေမိတ်ဆွေတို့အတွက် share ပဲဒီလားကျွန်တော်အားပေးနေတဲ့ပရိသတ်တွေထဲမှာဒါကလင်နာကြည်တက်လူလည်းပါမှာပါဘယ်လောက်ကောင်းတဲ့အရာလေးလဲဒီနေ့ဆိုရင်ကျွန်တော်ပြောပြီးသားဒီနေ့မှာတစ်ချိန်အပိုင်ပါအပိုင်ကိုလာပေးမယ်ဆိုရင်ကလင်နာအပိုင်လုံးပိုင်ဘိုင်းပေါ့3ဒုတိယ main one နဲ့အောင်သွားပါလေ73 93နဲ့ okay အဲ့တော့ကျွန်တော်တခုပြောနေတာကအခုလက်ရှိမှာဆိုတော့ကျွန်တော်အင်္ဂါပရို2ရက်ပိတ်မယ်ကြာပြီးတောက်ကြ2ရက်စာကိုကျွန်တော်ပုံမှန်ဆိုရင်1ရက်ချင်းစီဆိုရင်ကျွန်တော်တစ်ခွဲယူတယ်1000ဝယ်ပေါ့နော်ဒါပေမဲ့အခု2ရက်စာကိုဒါဒီလက်ရှိအချိန်မှာမမဝင်နေတဲ့တွေရှိတယ်ဆိုရင်လာဝင်မယ်ဆိုရင်ကျွန်တော်အထူး short စီနဲ့ပေးမယ်2ရက်စာကိုကျွန်တော်ဘယ်လောက်နဲ့ပေးမလဲဆိုတာလာရောက်စုံစမ်းလို့ရပါတယ်โอเคအခုတည်းကတခါတည်းခေါ်မယ်နော်အနားနီမှာတော့ကျွန်တော်ထပ်မခေါ်တော့ဘူးရှိရလူနဲ့ကျွန်တော်သွားမယ်ရှိဝင်ထားတဲ့လူနဲ့ဆက်သွားမယ်ပေါ့နော်โอเคအခုချိန်မှာပိတ်ရက်လေးလက်ခံတော့ AC လေးလာဝင်ကြအထူးရှော့စီလေးပေးပါမယ်ဘာလို့ရမလဲဆိုတော့ကြာပေးတောက်ကြမှာလဲကျွန်တော်ကလင်နာပဲထပ်ပေးပါပါကြာပေးနေအတွက်ဆိုလဲကြာပေးနေမှာဘယ်လိုကလင်နာရှိမယ်တောက်ကြနေမှာဆိုလဲတောက်ကြမှာဘယ်လိုကလင်နာရှိမလဲကလင်နာလေးနဲ့ပဲအပိုင်ရိုက်မှာနော်အဲ့တော့ message တော့စိတ်ဝင်စားရင်တော့လာခဲ့ဒီထဲမှာတော့ပုံသေးသေးလေးထည့်ပေးထားတယ်ပေါ့နော်ကျေးဇူးတင်ပါတယ်ခင်ဗျကျွန်တော်ကလင်ဖြစ်ပါတယ်